အင်ဗီဒီမှာတော့ရောင်လို့မဖြစ်တဲ့ enemy universe တွေကိုပေါ်ပြပေးသွားခဲ့ပြီးပါပြီ။အဲ့ဒီမှာညီကိုတို့စီကနေတောင်းဆိုမှုလေးတွေလည်းရှိလာပါတယ်။ Attack on Titan ကိုလည်းလုပ်ပေးပါဆိုပြီးတော့ပေါ့။ဒါပေမဲ့ AOD ဆိုတာကြီးမှာလူဘာလို့သွားမဖြစ်တင်လဲဆိုတာကိုပြောရမှာတော့စီးတကောင်ဖြစ်မှာချထားပြီး this is elephant မြန်မာလူဆိုစင်လို့ခေါ်ပါတယ်လို့ရှင်းပြနေရတယ်လို့ပါပဲ။ပြောရရင်လည်းဒီမှာစင်သွားသလိုထင်ရှားနေတဲ့ကိစ္စကြီးပေါ့ဗျာ။စင်တကောင်ကိုရှေ့မှာထားပြီးစီးပါလို့ပြောပြနေတာထက်စင်နေမခံရအောင်ကာကွယ်နည်းတွေကိုလေ့လာထားတာပိုပြီးအကျိုးရှိပါတယ်။အဲ့ဒါကြောင့်ဒီနေ့မှာ AOD Universe မှာဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာညီကိုတို့ကိုအကူအညီလေးတစ်ခုတောင်းနေရရှိပါတယ်။ကျွန်တော်ရဲ့ Go Enemy Main Page လေးအားဖြင့်ဖြစ်တဲ့ကျွန်တော်ရဲ့ဖင်ကြီးရောက်မှုရောက်ဖတ်ခဲ့ပြီးပါပြီ။အဲ့ဒါကြောင့်ကျွန်တော်ရဲ့ page အသစ်လေးကို like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်။ဒီလိုမျိုး main လေးတွေပုံမှန်နေပြီးတော့မှာဖြစ်ပါတယ်။ကဲဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ညီကိုတို့ကဆက်ခွန်နဲ့ကစ်စင်ဆွဲပြီးတော့ AOD Universe ထဲမှာမွေးဖွားလာခဲ့ပြီးလို့ဆိုကြပါစို့ဗျာ။တောင်နေကာရန်ထားတဲ့အင်းလေးရေပြင်းပြပြမဟုတ်ဘဲနဲ့ War Maria War Sina War Root ဆိုတဲ့ဒတိုင်းသုံးရက်ကာရန်ထားတဲ့ဘာလိုညာလိုမျိုးတစ်ခုလေးပေါ့ဗျာ။ဖုန်းမရှိအင်တာနက်မရှိဘာသူဘာမှမရှိတစ်ခုတော့ရှိတယ်။ညီတို့ခဏအလဲလာကြည့်နေတယ်ဖင်ပြုံတဲ့ကောင်လေးပေါ့ဗျာ။မွေးဖွားလာတဲ့ကညီကိုတို့အနေနဲ့မြို့ရဲ့သမိုင်းကြောင်းတွေကိုဘာဆိုဘာမှမသိပါဘူး။ကုံပြောရရင်ဒတိုင်းပြည်မှာဘာတွေရှိနေလဲဆိုတာကိုလည်းညီတို့ဘာမှမသိပါဘူး။ညီကိုတို့မှာပြင်ထုတ်ခွင့်လုံးဝရှိမနေသလိုတာမန်ပြည်သူတယောက်အနေနဲ့ဒတိုင်းအပေါ်ကိုတက်ခွင့်ရအောင်တော်လင်းကိုရုန်းကြရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒတိုင်းရဲ့ပြည်မှာဘာတွေရှိနေမလဲလို့ညီခုံရတာတော့အာကာသထဲမှာဂျိုသားတွေရှိလားမရှိလားဆိုပြီးတော့ conspiracy theory ရထုတ်ရင်းခုံနေတယ်လို့ပါပဲကဘာပြင်မှာဂျိုသားတွေရှိမရှိဆိုတာတော့ကျွန်တော်လည်းမပြောတတ်ပါဘူးဒါပေမဲ့တေချာတာတစ်ခုကတော့ဖင်ပြောင်ကြီးနဲ့ပတ်ပြီးနေတဲ့တိုက်တန်တွေကတော့တကယ်ရှိနေတာပါလူတွေဝင်ဖို့လည်းအမြင့်ကြိုးစားနေကြတာပါအကြီးဆုံးပြဿနာကဒီကောင်ကြီးညာညီကိုတို့စားမှာပါဒီကောင်ကြီးနဲ့ရင်ဆိုင်လာရရင်တော့တာမန်ပြည်သူတယောက်အနေနဲ့ပြန်ချဖို့အခွင့်အရေးဆိုတာတော့တော်လေးကိုနည်းပါပြောရမှာပေါ့နော်ဒါပေမဲ့အကောင့်ဘက်ကကြည့်ရင်တော့အခြေအနေတော်တော်များများမှာဒတိုင်းနဲ့အပြင်မထွက်သေး okay ပါတယ်ဒါကြောင့် survival tip number 1ကတော့ဒတိုင်းအပြင်ကိုလုံးဝမထွက်ပါနဲ့ AOD မှာညီကိုတို့ကသာမန်လူဖြစ်မွေးဖွားလာရင်တော့ရွေးချယ်စရာလမ်းကတော့နှစ်ခုရှိပါတယ်အရွယ်ရောက်မိမယူကြုံရကြပန်းလုံးတက်ကြီးလျှော့နောက်တစ်နည်းကတော့တစ်ခဲကိုဝင်လျှော့ပါပဲပထမနည်းကတော့တမယူကြပါပဲဘဝကိုပုံမှန်တိုင်းဖြတ်သန်းမယ်ထိုက်တန်နေဝင်မလာတဲ့ရွေးတော့ okay နေမှာပေါ့နော်ပြင်းလို့တော့ကောင်းပါတယ်ဒါပေမဲ့ AOD လေးကိုရောက်သွားကမှဘယ်သူမှဒီလိုကြီးတော့မနေချင်ကြပဲလို့မထင်ပါဘူးသင်ပြောင်းနေတဲ့ဒီ GIPC ရွှေတိုင်းဖုန်းတိုင်းပေါ့ဗျာဆိုတော့တစ်ထဲကိုဝင်ဆရာကြီးဂျွန်နစင်ရဲ့တင်ပြဆုံးမမှုတွေအောက်မှာဘွဲရပြီးဝင်မဲ့အဖွဲတွေကိုရွေးရတော့မယ်ပေါ့ဒီကအပြင်တပ်ဖွဲ့ကြီးကတော့၃ခုရှိပါတယ်ကာကွယ်ရေးတပ်ဖွဲ့ကင်းနောက်တပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ပေါ့ရဲနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်တော့ AACC ပါမြို့ထဲမှာပဲနေရတာပါပြီးတော့တိုက်တန်တွေကတောင်းကျမ်းမြင်မြို့ထဲဝင်လာတဲ့ဖြစ်စဉ်ကတော့အတော်လေးရှားပါတယ်ဆိုတော့အဲ့နှစ်ဖွဲ့ကအသက်ရှင်မှုအဆင်ပြေဆုံးဖြစ်တယ်လို့တော်တော်လေးလည်းအနေအစားခြောက်ပါတယ်ဆိုတော့ survival rule number 1ရတိုင်းအပြင်ကိုလုံးဝမထွက်ပါနဲ့ဆိုတဲ့အချက်နဲ့လည်းညီပြီးတော့တကယ်ကို safe ဖြစ်တဲ့ option တစ်ခုပါပဲအဲ့ဒါကြောင့် major ရွေးမဲ့ညမှာသပင်းရွှေရောင်ကပတင်အမေရိကရုံးနေပဲ main goal တက်ပြောတဲ့အချိန်ရောက်ရင်နားပိတ်ပြီးအိတ်နေကြဖို့ပဲအကြံပေးချင်ပါတယ်ဒါပေမဲ့ငါတို့ကတော့မရဘူးငါတို့ကကပတင်လပိုင်းလို့ခုတ်မယ်ထစ်မယ်ပပလီးမယ်ဘာညာဆိုရင်တော့စိန်ခေါ်မှုလေးတွေကပိုများလာပါပြီပြီးကြတဲ့ဒါကင်းထောက်အဖွဲ့ဆိုတာကတော့ဒတိုင်းပြင်ဘက်ကိုခဏထွက်နေရတာဖြစ်ပြီးတော့ Titan နေနဲ့အမြင်လို့ fighting play နေရတာပါတခါထွက်သွားပြီးပြန်လာတာတဝက်လောက်ကပျောက်ကုန်ကြတာမို့လို့မသိရင်ဖင်ပြောင်တွေကိုအစာတော့ကျွေးနေတယ်လို့ပါပဲဆိုတော့ဒီအဖွဲတွေကိုဝင်တာမှတကယ်စိန်ခေါ်မှုဖြစ်ပါတယ်ဒါပေမဲ့ဒီလိုစိန်ခေါ်မှုတွေကြစွန့်စားခန်းတွေကိုအကြာကြီးခံစားနိုင်မှုဆိုလို့ကတော့ညီကိုတို့အနေနဲ့မသိဖို့လိုပါတယ်ဒါကြောင့် survival tip တွေထပ်ပြီးလေ့လာလေ့ကြရအောင်ကျင်းတဲ့အဖွဲနဲ့ထွက်ပြီးတော့တောထဲဝင်ရင်တော့ဖင်ပြောင်နေနဲ့တွေ့မှာပါပဲတွေ့ရင်တော့ချမှာပေါ့နော်ဟိုကောင်တွေကလည်းညီကိုတို့မြင်တာနဲ့စားဖို့လုပ်မှာပါအဲ့မှာနံပါတ်1အချက်ကတော့သူရဲကောင်းလုံးဝမလုပ်ချင်ပါနဲ့တိုက်တန်နေနဲ့ချတဲ့အခါမှာတော့တီးရတဲ့အတိုင်းဂီယာတွေလွတ်ပြီးဝုန်းတိုင်းနဲ့ခုံကြတာပါပဲဒါပေမဲ့ပထမဆုံးခုံထွက်တဲ့လူကကိုမဖြစ်ပါသေးနဲ့ညီကိုတို့မဝင်လဲအဲ့လိုဝင်တဲ့ကောင်တွေကတော့အမြင့်ရှိနေပြီသားပါအဲ့ဒါကြောင့်မြင်းလေးနဲ့တစ်ပတ်လောက်ပဲအခြေအနေလေးကြည့်ပြီးဟာကွက်တွေမှာဝင်ပိုင်းတာတော့အကောင်းဆုံးပါပဲအဲ့လိုမှမဟုတ်ပဲမြန်မာလူကြီးအတင်းဝင်နေတော့အာဟာရဒါနတွေမြောက်ပြီးနောက်ဘဝကိုလီစည်းကြမလို့ပဲနဲ့ရောက်သွားမှာဖြစ်ပါတယ်ဒါပြင်ဒတိုင်းပြင်ဘက်ကိုရောက်တိုင်းမှာကိုယ့်ကိုစားမဲ့ကောင်တွေကမြင်းမြင်းခွေရနေအမြဲချောင်းနေကြမှာဖြစ်လို့ခြေလန်းတလန်းလှမ်းလိုက်တိုင်းမှာနောက်ကျောမလုံးနဲ့ဖြစ်နေအောင်မှာပါပဲအဲ့တော့အကြီးရဲ့အကြောင်းရင်းလို့ဖြစ်လာတဲ့အခါကိုကာကွယ်နိုင်မှုအတွက်မိုဘိုင်းလိကျက်မှာဖန်နီကိုင်နီးကိုအတော်လေးကျွမ်းကျဲကျင်ဖြစ်နေမှာရပါလိမ့်မယ်။ဟုတ်ရင်နော်အားပြီပါ။အဲ့ဒါကြောင့် training ဆင်းတဲ့အခါတိုင်းမှာကိုယ့်ရဲ့အသက်နဲ့ခန္ဓာဒီပေါ်မှာ100%မူတည်နေတယ်လို့ခံစားပြီးလေ့ကျင့်မှာရပါလိမ့်မယ်။ဖင်နာတယ်ကောင်းတာတယ်ပြင်းတယ်လို့နေတော့ Titan တွေဘိုက်ဝဖို့အတွက်အစာတုံးတုံးပဲဖြစ်လာမှာဖြစ်ပါတယ်
ဒါပေမဲ့ဒီပညာတွေမှာကျွတ်စင်ဖြစ်နေအောင်မှာပဲမတော်လို့တိုက်တဲ့ shifter တွေနဲ့တွေ့တဲ့အခါကြောင်ပြောင်မှာပါပဲညီကိုတို့ကလဘိုင်လို့ဒီကာဆာတို့လိုမဟုတ်ရင်တော့ဘိုင်ဝမ်သွားတီတာမျိုးမလုပ်ကြဘူးအကြံပေးခြင်းပါတယ်ဒီကောင်တွေကအမြင်ကောင်ပြီးကောင်မာကောင်ဘောကောင်အကောင်ကတော်တော်လေးစုံပါတယ်အဲ့ဒါကြောင့်ဒီကောင်တွေနဲ့ချတဲ့အခါမှာတော့ဓာတ်ကိုထက်နေအောင်သွေးမျက်စိကိုရှင်းရှင်းထားပြီးပြေးတာကောင်းဆုံးပါတကယ်တော့စာပေပဲ tip တွေလို့ပြောရတာလေတနက်နဲ့ပြင်ဘလို့ရှောင်ရမလဲပြောနေရတယ်လို့ပါပဲနည်းတွေတော့ရှိပါတယ်ဒါပေမဲ့အချိန်တိုင်းလုပ်မယ်လို့အာမခံချက်တော့မရှိပါဘူးအဲ့လိုလိုပါပဲခန္ဓာကိုယ်အရွယ်စားရောခွန်အားရပါအမျိုးမျိုးတာလုံးနေတဲ့ဒီ Titan တွေကိုလူသားတယောက်အဖြစ်နဲ့ရင်ဆိုင်နေရတာကိုစီလာကြီးကိုအဲ့နဲ့ပြေးထိုးနေရတယ်လို့ပါပဲဒါပေမဲ့ဗျာဘလို့မှပြန်မချစ်နိုင်တဲ့သူမတို့ဇွဲရှိရှိနဲ့ဆက်ပြီးချစ်နေကြသေးတာပါပဲလေဒီလောက်နဲ့တော့စိတ်ပြည့်အားလျှော့သွားသေးရမရှိပါဘူးတကယ်လို့ပေါ့ဘဝရဲ့အချိုးအကွေတစ်ခုမှာကန်သက်စရာနဲ့မျက်နှာသာပြီးမှုကြောင့်ကိုက Titan Shifter တကောင်ဖြစ်လာပြီဆိုတော့ဗျာအခြေအနေလေးတွေကတော့နည်းနည်းအဆင်ပြေတဲ့ကြောင်တော့ရှိလာပါတယ်နောက်ထပ်73နှစ်ပဲအသက်ရှင်ရမယ်ဆိုမျိုးတော့လေဒီလိုပါပဲဘဝဆိုတာတစ်ခုလိုချင်တစ်ခုပေးဆက်ရတာမျိုးပါပဲဥပမာတွန်ပွိုင်းကိုကြားမြင်တော့ဘော်တွန်ထိုင်ရပါဘောဗျာဒါပေမဲ့တိုက်တဲ့ shifter တယောက်ဖြစ်သွားပြီဆိုရင်တော့အသက်အနေကြောက်ရောက်လာမှာကိုရဲကြီးတွေးပြီးတော့ပူနေကြတော့မလိုတော့ပါဘူးအရှင်နေမကောင်းကိုလက်ကိုကိုက်ပြီးကောက်ပြောင်းလိုက်ရမှာပဲဒါပြင်လူသားဖော်မှာဒဏ်ရာတွေရခဲ့ရင်တော့အေးအေးစစ်စစ်ပြန်ဟင်းနေလို့ရပါသေးတယ်ဒါပေမဲ့တစ်ခုတော့ရှိပါတယ်တိုက်တဲ့ဖော်ကနေလူပြန်ပြောင်းရင်တော့ဖင်ပြောင်းဖြစ်ပြီးနိုးလာမှာပါအဲ့ဒါကြောင့်အဝိစားအပူတစုံနဲ့ပစ်တက်ထဲလောက်စောင်းထားဖို့တော့အကြံပေးခြင်းပါတယ်အဲ့ဒါပြီးမှကလိုဆယ်တိုက်တန်လိုအကောင်ကြီးဖြစ်သွားပြီဆိုရင်ပူတော့ဆိုပါသေးတယ်ညီကိုတို့ကလမ်းလျှောက်နေတဲ့ microwave ယူဖြစ်သွားမှာပါတိုက်တဲ့တစ်ခါပြောင်းနိုင်ပောက်ကွဲမှုအကြီးကြီးတစ်ခုအမြဲဖြစ်နေမှာဖြစ်ပြီးအခက်မသိရင်ကိုယ့်လူတွေပါဒီထဲပါသွားနိုင်ပါတယ်ပြောရရင်တိုက်တဲ့ shifter တယောက်ဖြစ်လာဖို့ကလည်းတကယ်တော့လွယ်မနေပါဘူးကိုက mindless titan တယောက်အဖြစ်အရင်နေရာမှာဖြစ်ပြီးတော့အဲ့ဒီ titan shifter ကိုစားလိုက်တဲ့အခါမှာအစွမ်းရလာမှာဖြစ်ပါတယ်အဲ့တော့ဒီဖြစ်စဉ်တွေကတစ်ခုခုသာလွဲချော်သွားရင် mindless titan အဖြစ်တဘဝလုံးလေလွင့်နေရတော့မှာပါအာမင်းတို့ error လို့အစင်သစ်ခုခတ်ကျွေးလို့စားရတာမျိုးကတိတ်ပြီးတော့ပြဿနာမရှိဘူးဆိုပေမဲ့ဒီမဲလိုကန်ကောင်းပြီး shifter ကိုစားမိလို့လူပြန်ဖြစ်တာမျိုးကအတော်လေးကိုရှားပါတယ်ပြောရရင်ထီထိုးနေရတယ်လို့ပါပဲလူပြစ်နေတာအနေအများလုံးနဲ့ Titan Shifter ပြောင်းမယ်အဲ့လိုပြောင်းမှုကလည်းကိုက Mindless Titan အဖြစ်ခံရအောင်မယ်အဲ့အနေကန်ကောင်းလို့ Titan Shifter ကြီးဖြစ်သွားပြီဆိုတော့အသက်ရှင်ရည်တည်ဖို့ပိုလွယ်ကူသွားပါပြီဒါပေမဲ့အချိန်ကန့်သတ်တစ်ခုထိပါပဲအဲ့ဒါဘာနဲ့တူလဲဆိုတော့လှောင်ထဲမှာထည့်ထားတဲ့ကြွက်တကောင်လိုပါပဲအဲ့ဒီကြွက်ကတန်ပါတယ်သူနဲ့အတူတူလှောင်ထဲရောက်လာတဲ့များကြွက်မှန်တဲ့များကိုအနိုင်ယူပြီးဆရာကြီးဖြစ်နေပါတယ်ပေါ့ဒါပေမဲ့သူဘလောက်ပဲကြမ်းထော်နေပါစေသူအဲ့ဒီလှောင်ရဲ့ပြုံတော့မထွက်နိုင်ပါဘူးအဲ့လိုပါပဲTitan Shifter ဆိုတာလေဒီ73နှစ်တက်တန်းဆိုတဲ့လောက်ထဲမှာပိတ်နေတဲ့ကြွက်တကောင်လိုပါပဲဘတ်တက်ဆိုင်မယ်တငယ်ချင်းတွေကိုကဲမယ်အခြား Titan တွေကိုအနိုင်ယူမယ်ဒါပေမဲ့ဒီ73နှစ်ဆိုတဲ့လှောင်ရဲ့အစွန်းတစ်ဖက်ကိုရောက်တဲ့အခါမှာတော့ဒီချင်းတရားနဲ့ကြုံမှာတော့မလွဲရကံပါပဲတွေးကြည့်ရင်စိတ်ညစ်စရာကြီးပါပိုပြီးစိတ်ညစ်ဖို့ကောင်းတာ AOD Universe မှာဘာ information မှမရှိနေတာပါပဲဥပမာ Titan တွေကိုတစ်ချက်တည်းအပြည့်ရှင်းမှုကဂုတ်ကိုပိုင်းရမယ်ဆိုတဲ့ information လေးတစ်ခုကိုရောက်အတွက်ကိုကဲထောက်ခွဲရလူတွေထောင်နဲ့တောင်းနဲ့စီဆုံးရှုံးခံပြီးTitan တွေကိုဖန်သူတည်တနာတွေလုပ်ပြီးတော့စမ်းခဲ့ရတာပါအဲ့ဒီအချက်ကိုမသိခင်က Titan အနေနဲ့တိုက်ရင်လူဘယ်နှယောက်တောင်ဆုံးရှုံးခဲ့ရလဲဆိုတာတွေးကြည့်ရင်တော်တော်လေးကြောချမ်းမှုတော့ကောင်းပါတယ်ပြောရရင်စစ်တိုက်သည်ဖြစ်စေငြိမ်းချမ်းရေးဆွေးနွေးကြသည်ဖြစ်သည်အရေးကြီးဆုံးက information ပါပဲလုံလောက်တဲ့သတင်းအချက်လက်သာမရှိရင်ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူးကျွန်တော်လက်တွေ့မှာ ChatGPT လေးဖွင့်လိုက် Google လေးခောက်လိုက်နဲ့လို့သလိုရနေလို့သတင်းမထားမိကြပြီမဲ့အဲ့ဒီသတင်းအချက်လက်ဆိုတာတကယ်ရှားပါလာတဲ့ကအသက်ပါကြီးပြီးယူရတာပါတွေးကြည့်ရင်ကဘာကြီးကလုံလားပြားလားဆိုတာတော့ဒီကောင်လေးသိမယ်မထင်ပါဘူးပြောရရင် AOD Universe ဆိုတာတော်တော်လေးကိုကန့်သက်ထားတဲ့နေမီတစ်ခုဖြစ်နေတာပါပဲလုံလောက်တဲ့သတင်းအချက်လက်မရှိလုံလောက်တဲ့နည်းပညာမရှိကုံပြောရရင်ဘာဆိုဘာမှလောက်လားမရှိပါဘူးတိုက်တန်တွေကဘာလို့ငါတို့စားကြည့်နေရတာလဲငါတို့ကဘာလို့တရားရေးပြင်ကိုထွက်ခွင့်မရတာလဲငါတို့ပြီးအခြားသူရောရှိနေသေးလားဒီလိုမျိုးမျိုးတွေအများကြီးရှိနေပြီမဲ့အဖြေကတော့3000ရှိမနေပါဘူးဆိုတော့ဒီမျိုးကွန်းတွေကျွန်တော်တို့က Attack on Titan Universe ကိုမတူညီတဲ့အမြင်တစ်မျိုးနဲ့ပြန်ပြီးတော့ချင်းကပ်ကြည့်ကြရအောင်ပါတကယ်တော့ပြည်သူတွေလူဖြစ်လာတဲ့ခေတ်အနေထားကြီးကိုပုံသွင်းပေးခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကစစ်ပွဲတွေနဲ့နိုင်ငံရေးပဋိပက္ခတွေဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်း LDN တွေက Titan အစွမ်းကိုအသုံးချပြီးတကမ္ဘာလုံးကြီးပေါ့ကျူးကျော်ခဲ့ကြတာပါအဲဒီကနေအချိန်တစ်ခုရောက်တဲ့အခါဘယင်လုံးတဲ့သူကသူတို့အမားတွေကိုသူတို့မြင်လာပြီးတော့ကျူးကျော်စစ်တွေအကုန်လုံးရပ်တန့်ခဲ့တယ်ခေါ်လို့ရတဲ့သူများ LDN တွေအကုန်လုံးခေါ်ဟိုးအဝေးကကျွန်းတစ်ခုပေါ်သွားပြီးခြေရဖြောက်ပြလိုက်တယ်ဒါ့အပြင် Founding Titan အစွမ်းကိုတုံးပြီး LDN တွေအကုန်လုံးကို brainwash ပြီးသမိုင်းကိုဖြောက်ပြလိုက်တယ်အဲ့လိုဆုံးဖြတ်ချက်ကိုချနိုင်တာတော့တော်တော်လေးလေးစားဖို့ကောင်းပါတယ်လောဘကြောင့်စတင်ခဲ့တဲ့စင်မီကဆွန့်လွတ်နိုင်တဲ့အစွမ်းနဲ့အဆုံးသတ်သွားခဲ့တယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ဟာ alien တွေကျူးကျော်တာကိုခံရတဲ့ Malian အနေနဲ့အခြားလူမျိုးစုရဲ့ရင်ထဲမှာတောက်လောင်နေတဲ့အမုန်းတရားတွေတော့နှိမ့်မပြနိုင်ခဲ့ပါဘူးအဲ့လိုနဲ့ Malian တွေကကျိုးပေါ်ပါမသွားပဲကြံခဲ့တဲ့
alien တွေကိုအကျဉ်းသားစကန်တွေမှာထိမ့်သိမ်းပြီးစက်သက်ခံပြစ်သုံးတယ်အဲ့ဒီစက်သက်မှုကနေ alien တွေကိုထိုက်ထန်ပြောင်းပြီးကျွန်းပေါ်က alien တွေကိုတိုက်ခတ်ဖို့လွှတ်တယ်အဲဒီနေရာမှာလည်းမာလီယန်တွေကိုအပြစ်တယ်လို့မရနိုင်ပါဘူးဥပမာလူတစ်ယောက်ကကိုယ့်ကိုအပေါ်စီးကနေချိန်ပန်များစွာထွန်းထက်တယ်အချိန်တစ်ခုရောက်တဲ့အခါဒီလူကရက်ဖို့ဆုံးဖြတ်ပြီးပြက်ပြန်သွားတယ်အဲ့ဒါဆိုဒီလူကိုကျွန်တော်တို့ကကျေးဇူးတင်ရမှာလားမဖြစ်နိုင်ဘူးလေတစ်ဖက်မှာလည်း area နေနေတဲ့သူတို့တွေနှစ်ရှည်လာများမုန်းတီးစွာနဲ့တိုက်ခတ်ခဲ့ရတဲ့ထိုက်တဲ့နေရာသူတို့လူမျိုးတွေပဲဖြစ်နေတယ်ဆိုတာကြီးကတော်တော်လေးကို mind breaking ဖြစ်ပါတယ်အတိတ်ကလုပ်ခဲ့တဲ့အမှားတွေအတွက်ဝစ်ပြန်လေတယ်လို့ပဲပြောမှာပါပဲဒီတိုင်းထဲမှာရှိတဲ့ LDN တွေကတော်ဝင်တွေအနေနဲ့ကလည်းအဖြစ်အပျက်တွေနဲ့သမိုင်းတွေကုန်သိနေတယ်တစ်ဖက်မှာကင်းတော့ခွေးကဒါတွေကိုသိနိုင်ဖို့အတွက်အသက်တွေရင်းပြီးစူးစမ်းနေရပါတယ်တကယ်လို့တော်ဝင်မျိုးနွယ်တွေကဒါဒီအကြောင်းတွေကိုပြောပြလိုက်မယ်ဆိုရင်ဒီလိုမျိုးလူတွေအများကြီးဆုံးရှုံးစရာတော့မရှိပါဘူးဒါဆိုဘာလို့ပြောမပြကြတာလဲအကြောင်းကတော့ဆုံးဖြတ်ပြီးသားကိစ္စဖြစ်နေလို့ပါပဲတော်ဝင်တွေရဲ့မြန်မာကတော့ကင်းတော့အဖွဲကိုစောက်ကိုတွေလုံနေတယ်လို့ပဲညင်ကြမှာပါကင်းတော့တွေအနေနဲ့ကြတော့လေဒီတော်ဝင်မျိုးနွယ်တွေကအမှန်တရားကိုတမင်ရှို့ထားမှန်းသိရင်ကြာဆုံးခဲ့တဲ့ရေပေါ်ရေဘက်တွေအတွက်ကျင်းစီပေါတစားရှိကြပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဘသူ့ကိုအပြစ်တင်ရမှာလဲဒီကိုတို့အနေနဲ့ရောဒီ universe ရောက်ပြီးအမှန်တရားတစ်ခုလုံးကိုသိနေကြတဲ့အခါဘလို့ဖြစ်ရှင်းကြမှာလဲပြောရရင်အီရန်လူဖြစ်နေတဲ့အချိန်မှာဒီလောကကြီးကလုံးဝကိုစိတ်မမီတဲ့လူနာတယောက်အနေထားကိုရောက်နေပါပြီကျွန်တော်တို့တွေ time travel ပြီးကြိုးစားကြမယ်ဆိုရင်တော့မှပဲချိန်တန်တဲ့အခါဒီအဆုံးသက်ကိုပဲပြန်ပြီးရောက်လာအောင်မှာဖြစ်ပါတယ်ကျွန်တော်ရှင်းမှာပြောခဲ့တဲ့ One Piece Naruto Demon Slayer တို့ဆိုတယ်ဆိုတာတကယ်တော့ AOD အိတ်နေတယ်လို့ပဲရှိပါတယ် Naruto ဆို Kakura One Piece ဆို Imu Demon Slayer ဆို Muzan ဒီလူတွေကိုနှိမ်နှင်းလိုက်ခြင်းအပြင်စင်ပြသွားနိုင်မယ်ဆိုပေမဲ့ AOD ကဘသူ့ကိုသွားနှိမ်နေရမှာကိုရန်က final villain ဖြစ်လာမှာပဲရမှာပါတကယ်တော့ AOD ရဲ့ final villain အစ်စ်ကလောဘမောဟတွေနဲ့လူတွေရဲ့အတ္တတွေပါပဲဆိုတော့ဒီလိုဖြစ်ရှင်တိုင်းဖြစ်နေတဲ့လောကကြီးကိုဘယ်လိုပြုပြင်ကြမှာလဲစောက်ကျိုးတွေနဲ့ပြီးစောက်ထွေးလဲဝင်ကြပါလိမ့်မယ်ကျွန်တော်တို့တွေဒီလောကကြီးရဲ့အသက်ရှင်အောင်ကြိုးစားနေထိုင်နေရနေအမှန်တရားအလုံးကိုသိသွားတဲ့အခါတခါတည်းစူးစိုက်ရှင်စိတ်ပါပေါက်သွားပါလိမ့်မယ်ဒီလိုလေးကတော့ဒီမှာပြီးပါပြီအဆုံးထိကြည့်ပြီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရဲချစ်တဲ့ I love you ထားမသွားဘူး